အားလုံးပဲမင်္ဂလာပါဒီဟာလေးကတော့ pick up ပိုင်းပေါ့နော်မနေ့ကလုပ်တဲ့ဟာလေးကို pick up ပိုင်းလေးပေါ့နော်ပို့ပြီးတော့တေချာသွားအောင်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကိုနဲ့ပို့ပြီး energy ကိုက်သွားအောင်ဆိုပြီးတော့လုပ်ပေးထားမယ်လို့ပြောထားတဲ့ဟာလေးကိုခုလုပ်ပေးရပဲဖြစ်ပါတယ်ဆိုတော့တစ်ဖက်သူနဲ့ဘာကြီးဆက်ဖြစ်မလဲပေါ့နော်တစ်ဖက်သူနဲ့ဘာကြီးဆက်ဖြစ်မလဲဆိုတော့ pick up ပိုင်းလေးကြည့်ပေးမှာဖြစ်တယ်ပေါ့နော်ဒီမှာပုံလေး၃ပုံရှိတယ်အဲ၃ပုံကိုစိတ်အေးအေးလေးထားပြီးတော့ပေါ့နော်ရွေးပြီးလို့ရှိရင်เนาะကိုရွေးတဲ့ပိုင်းကိုတွားပြီးတော့ကြည့်လို့ရပါပြီပိုင်း1လေးအားလုံးပဲမင်္ဂလာပါဆိုတော့ပိုင်း1လေးကိုရွေးထားတဲ့လူတွေပေါ့နော်ပိုင်း1လေးရဲ့တစ်ဖက်သူနဲ့ဘာကြီးဆက်ဖြစ်မလဲဆိုတော့ပေါ့နော်ဆိုတော့ဘာကြီးဆက်ဖြစ်မလဲဆိုလို့ရှိရင်เนาะနှစ်ယောက်သားမှာပေါ့နော်အခုလက်ရှိမှာ crush တွေ saturation shit တွေ friendship တွေဆိုလို့ရှိရင်relationship ထဲဝင်နိုင်တယ် relationship ထဲဝင်နိုင်တယ်ပြီးတော့ relationship ထဲဝင်လို့ရှိရင်တော့ကွာဒီလားဟိုပုံလေးတိုင်းပဲကွာဒီလားရုပ်ရှင်ဆက်ဆံလေးပေါ့နော်အနုပညာဆက်ဆံလေးဝင်ဖို့ရှိတယ်မကြာခင်မှာသူ့ဘက်ကဖွင့်ပြောလာတာမျိုးတွေရနိုင်တယ်သူ့ဘက်ကဖွင့်ပြောလာတာမျိုးတွေကိုယ့်ဘက်ကသွားပြီးတော့ဖွင့်ပြောတာမျိုးတွေပေါ့နော်ကိုယ့်ဘက်က first move သွားလောက်လိုက်တာမျိုးတွေဆိုလို့ရှိရင်တည်င်းကောင်းလေးပြန်ကြားခဲ့တဲ့ဥမာဖြေကောင်းလေးတွေပေါ့နော်ကိုလိုချင်တဲ့ဖြေကောင်းလေးတွေပြန်ကြားတာမျိုးပြန်ကြားတတ်တယ်ပေါ့နော်yes နှစ်ယောက်သားမှလေးတော်တော်လေးပျော်ရမယ်ဒီလားတချို့လူတွေကြာ family life ထိသွားနိုင်တယ်ဆိုတာမျိုးမြင်ထားတယ်เนาะ family life ထိသွားနိုင်တယ် marriage ထိသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့เนาะ marriage ထိသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုမြင်ထားတယ်ဒါတချို့လူတွေပေါ့เนาะတချို့လူတွေဒီထဲကပိုင်းနဲ့ကဒီပိုင်း1နဲ့ကလူတွေပေါ့เนาะပိုင်း1နဲ့ကတချို့လူတွေokay so manifest တွေလုပ်နေရတွေ့ရတယ် manifest တွေလုပ်နေတယ်ကိုယ့်ရဲ့ပေါ့နော်ကိုယ့်ရဲ့ intuition ကိုလည်းကိုယုံရမယ်ကိုယ့်ရဲ့ confidence ပေါ့နော်ဒီလူတွေကသွားပြီးတော့ဖွင့်ပြောချင်တဲ့လူတွေရှိမယ်ခုနကပြောလို့ fight move လုပ်ချင်တဲ့လူတွေရှိမယ်ပေါ့နော်လုပ်တဲ့လားဆိုလို့ရှိရင် yes လုပ်တဲ့နဲ့ဆိုတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်ကို first တစ်ဖက်လူကပြောချင်ပေမဲ့ကိုအရေးကဲကြည့်နေတာမျိုးပေါ့နော်အရေးကဲကြည့်နေတာမျိုးငါပြောလိုက်ရင်အဆင်ပြေမှာမလားကိုကလည်းငါပြောလိုက်ရင်အဆင်ပြေပါမလားဆိုပြီးတော့ပေါ့နော်အဲ့လိုပုံစံမျိုးနှစ်ယောက်ပေါင်းအဲ့လိုပုံစံမျိုးလေးဖြစ်နေရဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်က first move လုပ်လိုက်ပေါ့နော်လုပ်လိုက်လို့ရှိလို့ရှိရင်အခွင့်အလမ်းလေးပေးလိုက်လို့ရှိလို့ရှိရင်သူ့ဘက်ကလည်းပြန်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပြန်လာလိမ့်မယ်ဆိုတာအဖြေတွေပါပြန်ရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပြောတာပေါ့နော်သူတို့ဘက်ကလည်းစောင့်ကြည့်နေတယ်ပေါ့နော်စောင့်ကြည့်နေတယ်ဒီ relationship ကိုလေsorry ဒီ relationship တခုစဖို့ပေါ့နော်စဖို့အတွက်သူတို့ဘက်ကလည်းစောင့်ကြည့်နေတယ်တိတ်တိတ်ချာချာလေးဖြစ်တော့မှစောင့်ဘယ်လိုပြောမလဲတိတ်တိတ်ချာချာလေးဖြစ်တော့မှသူတို့အနေနဲ့အဖြေပေးချင်တာမျိုးပေါ့နော်ဒီမှာဒီပိုင်းကိုရွေးထားတဲ့လူတွေမှာကောင်းလေးတွေပါမယ်ဆိုကောင်းမလေးတွေဘက်ကပေါ့နော်အဖြေပေးချင်ပေမဲ့သူတို့ကြိုက်ပေမဲ့ပေါ့နော်အချိန်တစ်ခုကိုစောင့်ပြီးတော့သူတို့တခုခုလုံနေရဆိုတာမျိုးပေါ့နော်သူတို့မပြီးပြတ်သေးတဲ့တခုခုကိုသူတို့လုံနေရဆိုတာမျိုးပေါ့နော်ကောင်းလေးတွေဆိုလို့ရှိရင်လည်းအဲ့လိုပဲသူတို့ရဲ့လှုပ်ရှားရှိရလေးတွေကိုလုံနေရဆိုတာမျိုးပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့တစ်ဖက်ကလည်းကိုဒီမှာ fire sign နဲ့ water sign ကိုတွေ့ရတယ်เนาะ so fire နဲ့ water sign ဥပမာဆိုလို့ရှိရင်ကောင်းမလေးကတစ်ဖက်သူကကောင်းမလေးဆိုလို့ရှိရင်ကောင်းမလေးက water sign ကိုက fire sign ဖြစ်နေရမျိုးပေါ့เนาะအဲ့လိုမျိုးလေးဖြစ်နိုင်တယ်ဒီမဟုတ်ရှင်တော့ဖြောင်းမြန်ပေါ့เนาะခေပြောတယ်လို့ဖြောင်းမြန်ဖြစ်နိုင်တယ်ပေါ့เนาะအဲ့လိုမျိုးသူက water sign ဆိုကိုက fire sign အဲ့လိုပုံစံမျိုးပေါ့เนาะဆိုကိုအနေနဲ့ manifest လုပ်ထားတယ်ဆိုလို့ရှိရင်ပေါ့နော် manifest တွေသူကလည်းလေ manifest လုပ်ထားတယ်ဒီလားသူကလည်းကိုယ်ကြိုက်တယ်ခုနကပြောလို့ကြိုက်တယ်ဒါပေမဲ့တခြားလူနောက်ပါဝါမှလည်းကြောက်တယ်သူကိုယ်တိုင်ကဖွင့်ပြောလားဆိုလို့ရှိရင်ဖွင့်မပြောဘူးဘာလို့လဲဆိုတော့သူမှလည်းလှုပ်ရှားလေးတစ်ခုကြံနေသေးတယ်ပြီးပြအောင်လုပ်ဖို့တစ်ခုကြံနေသေးတယ်ဆိုတာမျိုးလေးရှိရပေါ့နော်အဲ့တော့သူကလည်းလေကိုယ်စီကိုရောက်လာအောင် manifest လုပ်နေတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကိုကလည်း manifest လုပ်သူကလည်း manifest လုပ်အဲ့လိုပုံစံမျိုးပေါ့နော်fire sign တွေကတော့ fire sign တွေဖြစ်မယ်ထင်တယ် fire sign တွေက manifest လုပ်နေတာမျိုး sign ကတော့အရေးမကြီးဘူးပေါ့နော်ဒါပေမဲ့မြင်တာလေးကိုတွေ့ပြ
relationship ကိုစဖို့သူတို့အနေနဲ့လေစိတ်ကူးထားတာမျိုးရှိရသေးလား relationship ကိုစဖို့စိတ်ကူးထားတာသူတို့စပြီးတော့ပေါ့နော်ဖန်တီးဖို့ပေါ့နော်ဖန်တီးဖို့သူတို့စိတ်ကူးထားတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ကဲပြကြပါဒီနှစ်ယောက်ကလေ manifest ကအရန်လောက်ထားရဲဆိုတာမျိုးတွေ့ရဒီလားနှစ်ယောက်နဲ့တယောက်ပေါ့နော်သူလဲလာရမယ်ကိုလဲလာရမယ်ဆိုပြီးတော့ manifest လုပ်ထားတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့လေနှစ်ယောက်ကခုနကအရှိမပြောသလိုပေါ့နော် family life ထိဝင်သွားတာမျိုးပေါ့နော်နှစ်ယောက်ကတယောက်နဲ့တယောက်နဲ့လိုချင်ကြရပေါ့နော်လိုချင်ကြတယ်ချစ်ချင်ကြတယ်ဆိုတော့တစ်ဖက်သူပေါ့နော်တစ်ဖက်သူကလည်းသူ့ရဲ့နာကျင်မှုတွေကိုအဆုံးသတ်နေတာအဆုံးသတ်နေရမျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်သူတို့စီမှာလဲပေါ့နော်အဲ့ဒီတစ်ဖက်သူတွေစီမှာလဲပေါ့နော် feeling တွေကို track ဖြစ်နေတာမျိုးတွေတခုခုလေးကနေပေါ့နော်ဟိုမထွက်လာနိုင်တာပေါ့နော်မထွက်လာရင် trauma တွေရှိမယ်တခြားတော့ပေါ့နော်နာကျင်စရာတွေရှိမယ်အဲ့ဒါကြီးစီကနေသူတို့မထွက်လာနိုင်သေးတာဒါမဲ့လည်းပြီးဆုံးတော့မယ်ပေါ့နော်ပြီးဆုံးသွားရင်တော့ကိုယ့်စီကိုတကယ်ပေါ့နော်ကိုကိုလည်းအဖြေပြန်ပေးမယ်ကိုကအခုလက်ရှိမှာတောင်းတာရယ်ဆိုလို့ရှိရင်ကိုအဖြေပြန်ပေးမယ်ဖြေပြန်ပေးပြီးတော့ပေါ့နော်နှစ်ယောက်သားမှာအေးဆေးတည်ငြိမ်နေပေါ့နော် relationship တစ်ခုရလာမယ်ဆိုတာမျိုးကိုတွေ့ထားတယ်ပေါ့နော်သူတို့ကမလွတ်ချနိုင်သေးရပေါ့နော်မလွတ်ချနိုင်သေးတဲ့အရာတွေသူတို့ဖတ်တွေ့ထားတဲ့အရာသူကကိုယ်လည်းလေမလွတ်ပေးခြင်းဒီလားကိုယ်လည်းလိုချင်တယ်ဒါမဲ့လည်းပြောဖို့ကြရတယ်သူတို့ရဲ့နာကျင်မှုကမပြီးသေးဘူးဒါကကိုယ်လည်းဖြစ်နေနိုင်တယ်เนาะကိုယ်လည်းဖြစ်နေနိုင်တယ်ဆိုတော့အဲ့လိုမျိုးပေါ့เนาะပြောဖို့ကြရတယ်ဟိုမလုံနိုင်သေးဘူးပေါ့เนาะနာကျင်မှုတွေကိုလည်းဆုံးသက်နိုင်တယ်ဆုံးသက်ပြီးတော့မှပြောမယ်ဆိုတာမျိုးပေါ့เนาะဆိုတော့သူကနည်းနည်းကြောက်နေုံလေးပဲပေါ့နော်နည်းနည်းကြောက်နေအောင်အပေါ်ရန်လူသားမျိုးလေးတွေနဲ့တွေ့ထားတဲ့အတွက်ကြောင့်မို့နည်းနည်းကြောက်နေတာ Scorpio Pisces ဒီ water sign တွေဖြစ်နိုင်တယ် water sign တွေတွေ့ရတယ်ပေါ့နော်ကြောက်နေတဲ့လူက water sign လို့တွေ့ရတယ်အပေါ်ရန်လေးတွေရှိခဲ့တာပေါ့နော်အပေါ်ရန်လေးတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့ဘာမှတော့မလုပ်ရသေးဘူးဒီမှာ Cancer ထွက်လာပြီနော်water sign တွေ fire sign တွေဖြစ်ဖို့များရဲဆိုတာမျိုးတွေ့ထားရပေါ့နော်ဆိုတော့သူတို့ဘက်ကဘလို့ခြေနေမျိုးတွေနဲ့ရှေ့ဆက်ဖို့ရှိတယ်ဆိုလို့ရှိရင်လေဒီသူတို့ရဲ့ပြဿနာတွေသူတို့ရဲ့နာကျင်မှုတွေဆုံးသက်ပြီးသွားလို့ရှိရင်ကိုဖွင့်ပြောထားတဲ့အဖြစ်ကိုလည်းသူတို့ကလက်ခံပြီးတော့ဟိုဟာဖြစ်မယ်ပေါ့နော်လက်ခံမယ်ပြန်ပြီးတော့ရေးစားရည်အထိ relationship တစ်ခုထိဖြစ်နိုင်တယ်တချို့ဆိုရှင် married life ထိသွားနိုင်တယ်ပေါ့နော်fires တဲ့ okay fires တဲ့နှစ်ယောက်ချားမှာလေဟိုဘယ်လိုပြောလဲဒီမှာဆိုလို့ရှိရင်ကွာမီးလေးကတောက်နေကွာမီးလေးကတောက်နေဒါပေမဲ့မထွန်းရသေးတဲ့မီးတွေလည်းရှိရကွာဒီလားငြိမ်နေသေးတဲ့မီးတွေရှိရကွာအဲ့မီးတွေဒါထွန်းတောက်သွားလို့ရှိရင်နှစ်ယောက်လုံးကွာတကယ်အုံကြက်ကြက်ပေါ့နော်အုံကြက်ကြက်ဖြစ်လာမှာအုံကြက်ကြက်ဖြစ်လာမှာဆိုတာလုံးဝလေ relationship ကိုလေလုံးဝဒီ relationship ကြီးကွာလုံးဝတောမီလောင်လို့ပဲကွာဒီလားလုံးဝ passion တွေဖြစ်ကြပြီးတော့အဲ့လိုပြတာအခုချိန်မှာတော့ passion ကတိတ်တိတ်လေးပဲရှိသေးတယ်ကွာတိတ်တိတ်လေးပဲရှိသေးတယ်တယောက်ကလည်းစိတ်မပါသေးစိတ်မပါဘူးဆိုတာစိတ်ကပါတယ်ဒါပေမဲ့သူ့ရဲ့နာကျင်မှုတွေခံစားခဲ့ရတာအကြောင်းသူကခဏနောက်ဆုတ်နေတာပေါ့နော်နောက်တလန်းကိုဆုတ်နေတာအဲ့လိုဖြစ်တယ်ပေါ့နော်changed it okay ဒီမှာဆိုလို့ရှိရင်လေ moon ပေါ့နော်ဒီမှာဆိုလို့ရှိရင် sun နဲ့ the sun နဲ့ the moon ပုံစံမျိုးလေးပေါ့နော် the sun နဲ့ the moon အလင်းရောင်နဲ့ဒီအမှောင်ပေါ့နော်အလင်းနဲ့အမှောင်
နှစ်ခုပေါင်းသွားတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုသူကအလင်းဆိုကိုကအမောင်ပေါ့နော်ကိုကအမောင်ဆိုသူကအလင်းအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ပုံစံမျိုးကိုတွေ့ရတယ် sport တယောက်နဲ့ကြောက်ကတော့ sport ရှိတယ် sport ဟိုဟာဖြစ်တယ်ပေါ့နော် sport ရှိတယ်တယောက်နဲ့ကြောက် sport လုပ်တယ်သူလုပ်နေတဲ့လုပ်သူလုပ်နေတဲ့ပညာရေးကိုက sport ပေးတာကိုလည်းသူ့ဘက်ကပြန်ပြီးတော့ sport ပေးတာမျိုးပေါ့နော်နှစ်ယောက်ကမရှိမဖြစ်တည်လိုမျိုးကိုဖြစ်နေရလေဒီမှာဆိုလို့ရှိရင်ခြိုင်းတော့ပုံစံလေးတွေ့လားဆိုတော့အဲ့လိုပုံစံမျိုးလေးပေါ့နော် Taurus တဲ့ Scorpio Scorpio okay Scorpio Bab တဲ့ဆိုတော့သူ့အနေနဲ့လေပြန်ပြီးတော့လေတခုခုပေါ့နော်တခုခုကိုသူပြန်လုံနေတာတခုခုကိုဘယ်လိုပြန်လုံနေရလဲဆိုလို့ရှိရင်လေဟိုသူ့ရဲ့ဒီနာကျင်မှုတွေကပြန်ပြီးနိုးထအောင်ပေါ့နော်ပြန်ပြီးတော့သူ့ကိုသူပြန်ပြီးမွေးဖွားလာအောင်ပြန်ပြီးအသက်တင်နေပြန်ပြီးမွေးဖွားလာအောင်သူ့အနေနဲ့ပြန်လုံနေရမျိုးပေါ့နော်အရှိရနာကျင်မှုတွေတခုခုပေါ့နော်နာကျင်မှုတွေရှိမယ် physical ဘိုင်းနဲ့ပတ်သက်ပြီးတော့စိတ်တက်ကြနေရမျိုးပေါ့နော်ဒီပုံလေးကိုကြည့်ကြည့်ရင်နှစ်ခုကြည့်ကြည့်ခြင်းအဖြစ် physical ဘိုင်းနဲ့စိတ်တက်ကြနေရမျိုး mental ဘိုင်းနဲ့စိတ်တက်ကြနေရမျိုးအဲ့ဒါတွေကိုသူ့အနေနဲ့ပြန်ပြီးတော့အသက်ပြန်လဲမွေးဖွားတယ်လို့မျိုးနေပြီးတော့ပေါ့နော်လုပ်ပြီးတော့ကိုနဲ့ပေါ့နော်ပြန်ကိုနဲ့အတူတူရှေ့ဆက်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ထားရပေါ့နော်တွေ့လားနှစ်ယောက်က manifest လုပ်နေတယ်နှစ်ယောက်က manifest လုပ်နေတချို့လူတွေဆိုလို့ရှိရင်လေအဲ့လိုမျိုးပေါ့နော် spell ကြားလေးတွေဝယ်ပြီးတော့အောင်လေအဲ့လိုပုံစံမျိုးလေးအများနဲ့ကိုတွေးတောပြီးတော့လေ love spells တွေနဲ့လေအဲ့လိုမျိုးလုပ်နေရဆိုတော့ပြီးတော့အောင်တွေးထားရနော်အေး okay give it time နဲ့အချိန်လေးပေးလိုက်ပါတဲ့နော်အချိန်လေးပေးလိုက်ပါတဲ့ဆိုတော့တဖြည်းဖြည်းနဲ့လေနှစ်ယောက်ကပေါ့နော် friendship ဆိုလို့ရှိရင်နောက်ခုလက်ရှိမှာ friendship crush ဖြစ်နေတဲ့စကားပြောရုံလောက်လေးပဲဆိုလို့ရှိရင်ဒီထပ်ပို့ပြီးတော့ပေါ့နော်အခုချိန်အရင်တုန်းကဆိုလို့ရှိရင်ပုတ်ပြက်လေးပြောတယ်ဟာတာလေးပြောတယ်အဲ့လိုပုံစံမျိုးဒါပေမဲ့ခုနောက်ပိုင်းမှာတော့ပို့ပြီးတော့လေ serious ဖြစ်တဲ့စကားလုံးတွေထုတ်လာတာ honest ဖြစ်တဲ့စကားလုံးတွေထုတ်လာတာမျိုးတွေရှိလိမ့်မယ်ဒီလားဆိုတော့ပို့ပြီးတော့ serious ဖြစ်လာတာမျိုးပေါ့နော်ပို့ပြီးတော့ serious ဖြစ်လာတာမျိုးကိုတွေ့တယ်ပြီးတော့လေတစ်ဖက်သူက Scorpio တို့ဒီ water sign နေဆိုလို့ရှိရင်လေပို့ပြီးတော့ serious ဖြစ်ပေးလို့ရှိရင်ပို့ပြီးတော့သူတို့ဘက်ကတိုက်တယ်ဆိုတာမျိုးလေးကိုတွေ့ထားရပေါ့နော်ဆိုတော့ဒီဘက်မှာတစ်ဖက်သူอ่ะပေါ့เนาะတစ်ဖက်သူอ่ะတိလေးတွေကိုချစ်တတ်တာမျိုးအဲ့လိုမျိုးလေးတွေပါမယ်ထင်တယ်เนาะနှစ်ယောက်ထဲမှာတစ်ယောက်ကတော့ချစ်တတ်တယ်တစ်ယောက်ကတော့မချစ်တတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့เนาะမချစ်တတ်တာတော့မဟုတ်ပါဘူးကြောက်တာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးပါမယ်ထင်တယ်ဖွင့်ပြောခိုင်းနေတာပါဒါလေးကိုဖွင့်ပြောခိုင်းနေရလို့ပဲမြင်နေပေါ့နော်သူ့ကိုသွားပြီးတော့ပြလိုက်ပါကိုယ့်ရဲ့ချစ်တွေကိုသွားပြီးတော့ပြလိုက်ပါဆိုပြီးပြောတာပေါ့နော်ဆိုတော့သူ့ဘက်ကငင်းမှာကြောက်တယ်ဘာညာဆိုလို့ရှိရင်မကြောက်နဲ့ဘာလို့မကြောက်နဲ့လို့ပြောလဲဆိုလို့ရှိရင်သူ့ဘက်ကမငင်းဘူးသူ့ဘက်ကလည်းကြိုက်တယ်သူ့ကသူအချိန်လေးမှလိုနေတာကိုကိုလည်းလေဖွင့်ပြောခိုင်းစေချင်တာပါလေသူကအရန်အောင်မှဖွင့်ပြောခိုင်းစေချင်တယ်ဒါပေမဲ့လည်းဟိုသူ့ရဲ့ဟာလေးကိုလည်းခဏလေးနေအောင်ငါ့ကိုဖွင့်ပြောလိုက်ဟုတ်တယ်ငါချစ်ချင်းတော့ပြင်မပေးတာခဏလေးပဲဒါပေမဲ့ငါညွန့်တိုက်တယ်နော်အဲ့လိုမျိုးလေးတော့ပြန်ပြောဖို့ရှိတယ်ကွာဒီလား Is it safe for you to love safe ဖြစ်တယ်နော်ဒီချစ်ကိုချစ်ဖို့အတွက်သူ့ကိုချစ်ဖို့အတွက် safe ဖြစ်ပါတယ်တဲ့လုံခြုံပါတယ်တဲ့ချစ်ဖို့လုံခြုံပါတယ်ပေါ့နော် open your heart to give and receive
the high energy of all ကိုယ့်ရဲ့နှလုံးသားကိုဖွင့်ပြီးတော့ပေါ့နော်ပေးတာတွေနဲ့ receipt ပေါ့နော်ယူတာတွေနဲ့ဘလူးပဲပြောလေဒီ pi 1လေးတွေကိုမြင်ရတာလေဒီထဲမှာလေ marriage site ထိသွားဖို့အရန်တိတ်ကြတယ် marriage site ထိအရန်သွားဖို့တိတ်ကြတယ်ကွာဒီလားနှစ်ယောက်ကလေဖူးစာရှင်နေမျိုးလေဖူးစာရှင်နေအရင်နေတဲ့တွေ့ဘူးခဲ့တဲ့လူစားမျိုးတွေပေါ့နော်ပြောရလို့ရှိရင်အဲ့လိုမျိုးခေကိုရိုင်းကလည်းဒီအရင်ဘဝကဘာညာအဲ့ဒါမျိုးလေးလို့ယုံလေးရှိရမှာအရင်ဘဝတွေပိုင်းဒီကချစ်လာခဲ့တဲ့ချစ်သူမျိုးဘာမျိုးပေါ့နော်အရှိအိပ်ပိုင်းကြီးကပြောရလေအမှုပညာဆန်နေနှစ်ယောက်ကရုပ်ရှင်ဆန်နေဆိုပြောခဲ့ရမလားအဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့အမတွေ့ထားတာရောတစ်ဖက်သူတော့အချိန်လေးခဏပေးလိုက်ဒါပေမဲ့ကိုကတော့ဖွင့်ပြောဖို့ထိုက်တန်တယ်ဖွင့်ပြောလိုက်ဆိုပြီးပြောထားရပေါ့နော်ဆိုတော့ကဒီဖိုင်ဝမ်လေးတွေကတော့ဒီလောက်ပဲပေါ့နော်တိတ်တော့မရှိဘူးဒါပေမဲ့လည်းအကုန်လုံးပြစုံပါသွားတယ်ပြောချင်တာအကုန်လုံးပေါ့နော်โอเคဆိုတော့ဒီနေ့ကကြာတာပတိနေ့လေးဖြစ်တယ်ပေါ့နော်ဟုတ်ကြာတာပတိနေ့လေးဖြစ်တယ်အဲ့တော့ခေတ်စီမှာ free reading မေးလို့ရတယ်ပေါ့နော် free reading မေးလို့ရတယ်ကြာတာပတိနေ့ဆိုတိုင်းပေါ့နော်ဆိုတော့လာမေးလို့ရပါတယ်သင်တန်းတက်ချင်လို့ရှိရင်လည်းခေတ်စီမှာပေါ့နော်လာပြီးတော့ခေတ်ရဲ့အကောင့်မှာပြောပေးလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ကတော့ဒီဖိုင်းလေးတွေကတော့ဒီလောက်ပါပဲပိုက်မှာပိုင်းကျူတွေအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့မှာတော့no ဒီနေ့မှာတော့မဟုတ်ဘူးပေါ့နော်မားကုန်ပြီဆိုတော့ပိုင်းတူးလေးစပြီးတော့ကြည့်မယ်ပေါ့နော်ဒီပုံလေးကိုယူထားသေးကြပြီဆိုလို့ရှိရင်เนาะစပြီးတော့ကြည့်ပါမယ် okay တစ်ဖက်သူဘာစားဖြစ်မလဲဆိုလို့ရှိရင်တော့နှစ်ယောက်ကြားမှာ relationship ထဲဝင်ဖို့ရှိတယ်ဒါပေမဲ့အချိန်လေးတော့လိုတယ်ဝင်ဖို့ကတော့လုံးဝမသေးချာတလောက်ရှိတယ်ဝင်ဖို့တေချာတလောက်ရှိရပေါ့နော်နှစ်ယောက်ကြားမှာလေအဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒါပေမဲ့ဒီမှာအဆင်ပြေဆိုပြီးပြောနေတော့မှာပေါ့နော်ပြဿနာလေးတွေပေါ့နော်တချို့ကြတော့တစ်ဖက်သူနဲ့ဘာဆက်ဖြစ်မလဲဆိုပြီးတော့လာကြည့်ရတဲ့လူတွေထဲမှာ EH တွေပါလိုက်မယ် EH တွေအကြောင်းသိချင်တဲ့လူတွေပေါ့နော် EH နဲ့ဘာဆက်ဖြစ်မှာလဲကိုတွေးနေတဲ့လူဘယ်သူမှဆိုဒါကြည့်လို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ EH ကြောင်းလာကြည့်ရဆိုလို့ရှိရင်ပြန်ပြီးအဆင်ပြေနိုင်ခြေရှိတယ်အခုလက်ရှိမှာ disconnected ဖြစ်နေတာဆက်သွယ်မရတာပေါ့နော်ဆက်သွယ်မလုပ်မိတာမျိုးတွေဆိုလို့ရှိရင်ပြန်ပြီးတော့အဆက်သွယ်ရနိုင်တယ်ဒါပေမဲ့အချိန်လေးတစ်ခုတော့လိုရပေါ့နော်ကြာလာအချိန်လေးတစ်ခုတော့လိုတယ်ပြီးတော့လေEH တွေကြောင်းလာကြည့်တယ်ဆိုလို့ရှိရင်ပေါ့နော် EH တွေကြောင်းလာကြည့်တယ်ဆိုလို့ရှိရင်အရင်ကပြဿနာဖြစ်ပြီးတော့ပြတ်သွားတာဘာညာဆိုလို့ရှိရင်เนาะပြန်ပြီးတော့လာနိုင်ခြေရှိတယ်သူတို့ဘက်ကနေပြောမှာပေါ့เนาะပြန်ပြီးတော့ဆက်သွယ်လာနိုင်ခြေတွေရှိတယ်ကိုယ့်ဘက်ကရော first move လုပ်တယ်လားဆိုလို့ရှိရင်เนาะခဏလေးနေလိုက်အောင်ပေါ့เนาะ3လကနေဒီတစ်နှစ်အတွင်းပေါ့เนาะတစ်နှစ်အတွင်းလေးပြန်လာဖို့ရှိတယ်3လအများဆုံးပေါ့เนาะအဲ့ဒါလေးပြန်လာဖို့ရှိရဆိုတာမျိုးတွေးထားတယ်ဒါပေမဲ့ crash တွေဘာတွေကြတော့လေအချိန်လေးယူဖို့လိုနေသေးတယ်တစ်ဖက်သူကလည်းအချိန်ယူဖို့လိုတယ်အချိန်လိုအပ်နေရပေါ့နော်သွားပြောဖို့အချိန်လိုအပ်နေရဒါပေမဲ့အရှိမပြောခဲ့သလိုပဲပေါ့နော်အရှိဖိုင်းဝမ်မှာလည်းဒီစကားပဲပြောခဲ့ရပေါ့နော်သွားပြောတင်လားကိုယ့်ဘက်က first move လုပ်တင်လားဆို yes first move လုပ်တင်တယ်ကိုယ့်ဘက်ကသွားပြောခင်တယ်ဒါပေမဲ့တစ်ဖက်သူကအချိန်လိုနေရမျိုးဒါပေမဲ့ကိုကအချိန်လိုနေသေးရဆိုလို့ရှိရင်တော့မလှုပ်ရှားတာကောင်းမယ်ပေါ့နော်ကိုကအချိန်လိုနေသေးရမလှုပ်ရှားတာကောင်းမယ်ဒီတိုင်းတငယ်ချင်းဆက်ဆံရေးနဲ့ဒီတိုင်းစကားပြောနေအောင်ဆက်ဆံရေးလေးနဲ့ပဲထားတာကောင်းမယ်ပေါ့နော်တကယ်လို့ကိုယ့်ဘက်ကလည်းဆုံးဖြတ်ပြီးသွားပြီလုံမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးသွားပြီပြောတော့မယ်ဆိုပြီးဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်เนาะ
လောက်လိုက်ပါအဆင်ပြေတယ်အောင်နိုင်ခြင်းရှိတယ်အဆင်ပြေအောင်နိုင်ခြင်းရှိရဆိုတာကသူနဲ့အဆင်ပြေနိုင်ခြင်းရှိတယ်သူ့ဘက်ကိုဖွင့်ပြောလိုက်တယ်ဆိုလို့ရှိရင်သူ့ဘက်ကအဖြေခေါင်းပြန်ရနိုင်ခြင်းရှိတယ်ဒါပေမဲ့ခုနကပြောတယ်လို့ပေါ့နော်တစ်ဖက်သူကအချိန်လေးတော့နည်းနည်းလိုနေသေးတယ်အချိန်လေးလိုနေသေးတယ်အတွက်ကြောင့်မလို့ခဏလေးတော့စောင့်ပေးရမယ်စောင့်ပေးနေတဲ့အချိန်မှာသူကမကြိုက်လို့စောင့်ပေးရတာဆိုမျိုးမဟုတ်ဘူးသူကသူပြဿနာကြီးသူရှိနေတယ်ဥပမာဆိုပညာရေးရှိမယ်ဒီမှာဆိုပညာရေးလေးတွေ့ရမယ်သူ balance စောင့်နေတဲ့အရာလေးတွေရှိနေတယ်ကွာကြည်လား be short တဲ့ဒါပါလာလေးတွေ့ထားပါတော့ဆိုတော့သူ့အနေနဲ့ balance စောင့်နေတဲ့အရာလေးတွေရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုခဏလေးစောင့်ပေးထားရမယ်ပေါ့နော် yes ဟုတ်တယ်ဆိုတော့သူနဲ့ကိုနဲ့ကလေသူနဲ့ကိုနဲ့က king နဲ့ queen energy မျိုးကိုအရင်ရပါတယ် king နဲ့ queen ပါပေါ့နော်ဆိုတော့ king နဲ့ queen yes king နဲ့ queen တစ်ဖက်သူကလေ king energy ရော queen energy ရောရှိတဲ့လူမျိုးဖြစ်လိုက်မယ်ကိုတိုင်းကလည်း king energy ရော queen energy ရောရှိတဲ့လူမျိုးဖြစ်လိုက်မယ်ပေါ့နော် feminine energy ရော masculine energy ရောရှိနေတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လိုက်မယ်ဆိုတော့သူစီမှာကလေတစ်ဖက်သူစီမှာကတစ်ဖက်သူစီလို့လည်းပြောလို့ရတယ်ဒီလူတွေစီလို့လည်းပြောလို့ရတယ်ပေါ့နော်ဒါကတော့ဒီကြည့်နေတဲ့လူနဲ့ energy ကိုက်သွားရဲဆိုလို့ရှိရင်လေဒါကို့ပြောတာပေါ့နော်ဆိုတော့ကို့မှာနာကျင်ခဲ့တာတွေပါရှိတယ်ဒါပေမဲ့ဒီလူနဲ့ကတော့နာကျင်ရအောင်မလားဆိုပြီးတွေးနေတာမျိုးပါရှိလို့ရှိရင် no မဟုတ်ဘူးเนาะ the star ဆိုhealing တွေလုပ်နေတာမျိုးပေါ့နော်နှစ်ယောက်သားမှာနှစ်ယောက်လုံးကတခုခု healing တွေလုပ်နေတာတယောက်က healing တွေလုပ်နေတာတစ်ဖက်သူက healing တွေလုပ်နေတာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့လည်းပေါ့နော်ကဲနဂတ်တော့ခေါ်လာဆိုတော့အတိတ်ကိုပြင်ပြန်ပြီးတော့ဆွဲခေါ်နေတဲ့လူမျိုးလေးတွေရှိရပေါ့နော်အတိတ်ကိုဆွဲခေါ်နေတဲ့လူမျိုးတွေရှိတယ်be sure that ပါ judgment တွေ့ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတိတ်တွေကနေပေါ့နော်အတိတ်တွေကနေနိုးထားလိုက်ပါအတိတ်တွေကိုသွားပြီးတော့ဆွဲမခေါ်ပါနဲ့တစ်ဖက်သူကအတိတ်တွေကိုတော်ဆွဲခေါ်နေရမျိုးပေါ့နော် EHD ကိုမမေးနိုင်တာပါညာအဲ့မျိုးလေးရှိရပေါ့နော်ဆိုတော့အချိန်မှာဆိုလို့ရှိရင်ခုလက်ရှိမှာပြတ်နေတဲ့လူတွေအဆက်အသွယ်မရတဲ့လူဆိုအဆက်အသွယ်ပြန်ရနိုင်ခြေရှိတယ် crush နဲ့ crush ဆိုလို့ရှိရင်သွားပြောပါကောင်းတဲ့ကြီးမားမှုပြောင်းလဲမှုမျိုးရှိနိုင်တယ် like relationship ထဲဝင်သွားတာမျိုးပေါ့နော်အဲ့မျိုးလေးရှိနိုင်တယ်ဆိုတော့ဒီမှာတော့ zodiac sign လေးပါတွေ့ထားလဲဆိုလို့ရှိရင်တော့earth sign လေးတွေတွေ့ထားတယ် fire sign လေးတွေတွေ့ထားတယ် water sign တွေတွေ့ထားတယ်ပေါ့နော်EX တွေဆိုလို့ရှိရင်ကိုယ်ကိုစောင့်ကြည့်နေတယ် EX မဟုတ်ဘူး crush တွေပါဆိုလို့ရှိရင်လည်းကိုယ်ကိုစောင့်ကြည့်နေတယ်ဆိုတာမျိုးတွေ့ရတယ်နော်သူတို့စိတ်တွေကိုသူတို့အေးချမ်းအောင် risk ဖြစ်အောင်ပေါ့နော်ပြန်ပြီးပြုပြင်ပြောင်းလဲ healing လုပ်နေတယ်ဆိုတာမျိုးတွေ့ရတယ်friendship တဲ့ဆိုတော့တချို့တွေဒါစကားတော့မပြောဘူးသေးဘူးဘာညာဆိုလို့ရှိရင်လေအဲ့ friendship တွေတဲ့ဝင်နိုင်ရှိတယ်တချို့ကြောင့်မဟုတ်ဘူးစကားလည်းပြောဘူးလေရီးစားလည်းဖြစ်ခဲ့ဘူးလေဒါပေမဲ့ခုမှ EH ဖြစ်နေရဲ့အဆက်အသွယ်ပြတ်နေရဲ့ဆိုလို့ရှိရင်ပြန်ပြီးတော့အဆင်ပြေနိုင်ခြင်းရှိတယ် friendship တွေကိုပြန်ဝင်ပြီးတော့တဖြည်းဖြည်းနဲ့ပြန်ပြီးအဆင့်တက်ရတာမျိုးရှိရပေါ့နော်ကိုဆွဲမလျှော့ရင်မလျှော့တယ်လို့မျိုးပေါ့နော်let go လို့ like ပဲဟဲ့ဒုက္ခ so ကဲဘာပြောရမလဲမသိ cycle တဲ့ okay so ကိုအနေနဲ့ let go လုပ်နိုင်လို့ရှင် let go လုပ်မလုပ်နိုင်လို့ရှင်တော့ cycle ဖြစ်နေမယ်ဆိုတာမျိုးပေါ့နော်ပြန်ပြီးတော့ ending ဖြစ်လိုက်ပြန်ပြီးတော့
ပြန်စလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေလိမ့်မယ်ဆိုပြီးပြောထားတာ healing လုပ်လိုက်ပြန်ကောင်းလိုက် healing လုပ်လိုက်ပြန်ကောင်းလိုက်ပြန်ပေါင်းလိုက်အဲ့လိုပုံစံမျိုးဖြစ်နေရမျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေလိုက်မယ်ဆိုတော့ cross energy တော့ဒီမှာတော်တော်လေးမမြင်ရဘူးပေါ့နော်ဒီ EH energy လေးမြင်ရတယ်အဲ့အတွက်ကြောင့်မလို့ EH တွေဆိုလို့ရှိရင်တော့လက်လွတ်လိုက်တာကောင်းမယ်ဆိုတာမျိုးပေါ့နော်လက်လွတ်လိုက်တာကောင်းမယ်ဆိုတာမျိုးတွေ့ရတယ်cross လေးကြတော့အချိန်လေးပေးလိုက်ပါဆိုတာမျိုးမြင်ရတယ်ပေါ့နော် oh yeah they will be back တဲ့ EH တွေမြင်ရတယ်နော် EH တွေပဲမြင်ရတယ် so they will be back EH တွေဖြစ်နိုင်တယ် EH တွေဖြစ်နိုင်တယ်ဆိုတော့နှစ်ယောက်ကြားမှာကလေ passion နေရှိရသည်လား passion နေရှိရဒါပေမဲ့ passion မရှိနေရ love မရှိနေဘူး love ကတယောက်မှာပဲရှိနေရဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်တချို့ကြတော့ financial နဲ့ career တွေပေါ့နော်အဲ့ဒါတွေကိုသူတို့ဦးစားပေးနေတဲ့လူမျိုးလေးပေါ့နော်အဲ့အတွက်ကြောင့်မလို့ခဏလေးစောင့်ခိုင်းတာလည်းဖြစ်ချင်းဖြစ်လိမ့်မယ်ပေါ့နော်ကိုကချင်းနဲ့ထိုက်တန်နေတဲ့ you a lot of ပေါ်တဲ့တချို့ဒီဟာလေးကို EH ဆိုပဲမြင်တယ်ပေါ့နော်တစ်ဖက်ကအချစ်တစ်ဖက်နှစ်ယောက်လုံးမှာတော့ passion ရှိရဒါပေမဲ့အချစ်မရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ဆိုတော့ဒါက EH reading လို့ပဲခေတ်တတ်မှတ်လိုက်တော့မယ်ပေါ့နော်ဆိုတော့ဒီတစ်ခုကိုပေါ့နော်ဒီတစ်ခုကိုတော့ EH လို့လည်းပဲတတ်မှတ်လိုက်မယ်ဘာလို့ဆိုတော့ EH နဲ့ပို့ပြီး energy ကိုက်နေတယ် EH တွေအတွက်လာကြည့်တာဆိုလို့ရှိရင်တော့ဒါအကောင်းဆုံးပေါ့နော်ဆိုတော့ cross တွေတော့မဟုတ်တော့ဘူးတကယ်လို့နောက်ပိုင်းနေရွေးကြည့်ပေါ့နော်နောက်ပိုင်းနေနဲ့ရွေးကြည့်လို့ energy ကိုက်မယ်ဆိုလို့ရှိရင်တော့ဒီပိုင်းကိုထွက်မှာဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဒါကတော့ fine tool လေးတွေအတွက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ case မှာ case ကဒီနေ့တာတာပလေးနေ့ဖြစ်တဲ့အတွက်ကြောင့် free reading လေးရှိရပေါ့နော်အဲ့အတွက်ကြောင့် case ကိုလာမေးလို့ရပါတယ် case ရဲ့ဒီ Telegram ကောက်မှာပေါ့နော် class လေး join ချင်တယ်ဆိုလို့ရှိရင်လည်းလာပြီးတော့မေးလို့ရပါတယ်ရှင်ဆိုတော့အားလုံးပဲ bye bye ပါပိုင်း3လေးတွေအားလုံးပဲမင်္ဂလာပါဆိုတော့ပိုင်း3လေးတွေစပြီးတော့ကြည့်ကြမယ်ပေါ့နော်ပိုင်း3လေးတွေနဲ့ပိုင်း3လေးရဲ့တစ်ဖက်သူပါရဆက်ဖြစ်မလဲပိုင်းဆက်ဖြစ်မလဲဆိုလို့ရှိရင်ပေါ့နော်စဖို့ရှိတယ် relationship စဖို့ရှိတယ် relationship စဖို့ရှိရဆိုတာမျိုးမြင်ထားတဲ့ crush တွေ saturation တွေfriendship တွေကနေ lover တွေဖြစ်ချင်တဲ့လူတွေစဖို့ရှိတယ်တရက်တလားတစ်ပတ်အတွင်းမှာစဖို့ရှိတယ်ဆိုတာမျိုးတွေ့ထားတယ် yes စဖို့ရှိတယ်ဆိုတာမျိုးတွေ့ထားတယ်စလို့ရှိရင်ရောအဆင်ပြေမှာလားဆိုလို့ရှိရင် yes အဆင်ပြေတယ်ဘာလို့လဲဆိုတော့ဒီမှာကွာဒီလားလောကအောင်မှာကိုယ်အနေနဲ့မျှော်မှန်းထားတဲ့အတိုင်းစိတ်ကူးထားတဲ့အတိုင်းဖြစ်ဖို့ရှိတယ်ပုံလေးရတယ်အရန်လမ်းပေါ့နော်ဆိုတော့ကိုယ်လာပြီးဖွင့်ပြောတာမျိုးပဲအဲ့လိုမျိုးလေးရှိတယ်ဆိုတာမျိုးကိုတွေ့ထားတယ်ပေါ့နော်ကဲနှစ်ယောက်ကလေ okay air sign နေပါနိုင်တယ် water sign နေပါနိုင်တယ် fire sign နေပါနိုင်တယ် sign 3 sign တွေ့ထားတယ် water sign ဆိုလို့ရှိရင် sign နေတူတာဖြစ်နိုင်တယ်ဒီ collective reading တော့အတိုင်းပေါ့နော် sign နေတူတာဖြစ်နိုင်တယ် fire sign ဖြစ်နေရမျိုးပေါ့နော်နှစ်ယောက်တော့အဲ့လိုမျိုးဖြစ်နိုင်တယ်နှစ်ယောက်ကလည်းပြန်လည်နားလည်မှုလေးရှိရဲဆိုတာမျိုးပေါ့နော်အပြန်လည် sporting လေးရှိရဲနားလည်မှုလေးရှိရဲဆိုတာမျိုးတွေ့ရတယ်game manifest တွေအရန်လုပ်နေရဆိုတာမျိုးတွေ့ရတယ်နော် manifest တွေအရန်လုပ်နေတယ် manifest တွေအရန်လုပ်ထားတယ်ဆိုတာမျိုးတွေ့ရတယ်စကားများရန်ဖြစ်တာမျိုးလေးတွေရှိနိုင်တယ်အကြီးမိုင်းမဟုတ်ဘူးအကြီးမိုင်းစကားများရန်ဖြစ်တာမဟုတ်ဘူးနားလည်မှုလွဲတာလေးပေါ့နော်ဒါပေမဲ့အနားလည်မှုလွဲတာဘာမှမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်
စားဖို့ရှိတယ်ခုနကပြောရဟောနော်စားဖို့ရှိရ relationship စားဖို့ရှိတယ်ကောင်းတဲ့ဟာလေးရှိတယ် single တွေကနေလွတ်ကျုံမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်တယ် manifest အရန်လုပ်တယ် manifest အရန်လုပ်ထားတာကိုတွေ့ရနော်လုံးဝလေး passion အပြည့်နဲ့ဖြစ်နေတာမျိုးလေးလုံးဝစိတ်အားထက်သန်နေတာမျိုးတိလားစိတ်အားထက်သန်နေတာအရန်တွေ့ရတယ်အရန်အောင်ပါကွာဟိုချစ်ချင်နေပြီဆိုတဲ့ပုံစံမျိုးပေါ့နော်အရန်အောင်ပါအဲ့လိုပုံစံမျိုးမြင်ရတယ်ကဲအရန်ကိုမှကောင်းနေအရန်ကိုမှကောင်းနေဘာလို့ဆိုတော့ the fool ပေါ့နော် the fool ဆိုတာကစတင်တာပေါ့နော်စတင်တာလို့ပြောလို့ရတယ်ဆိုတော့အချစ်လန်းရင်ခုန်စရာအချစ်တက်လေးကိုပေါ့နော်စတင်တော့မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်လုံးဝအောင်မှာ fine 3လေးတွေကတော့ energy ကောင်းတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် energy ကောင်းတယ် celebration လေးလာတော့မယ်အရန်ကိုမျောလင့်ထားတဲ့အတိုင်းပေါ့နော်ငါဒီလူကိုလိုချင်တာအရန် manifest ထားရဆိုလို့ရှိရင်အဲ့ manifest ကအောင်မြင်တော့မယ်ဆိုတာမျိုးပေါ့နော်ဒီမှာ Kim energy တော်တော်များတယ်ဆိုတာမျိုးတွေ့ရတယ်ဒီလား Kim energy မျိုးများတယ်တစ်ဖက်သူကရောကိုကရော masculine ဖြစ်တာမျိုးကိုတွေ့ရတယ်ပေါ့နော်နှစ်ယောက်သားမှလေမျှတတဲ့ဆက်ဆံရေးမျိုးအရန်ရှိလိမ့်မယ်ဒီလားမျှတတဲ့ဆက်ဆံရေးတွေရှိလိမ့်မယ်တယောက်နဲ့တယောက်ပြန်လည်နားလဲတာပေါ့နော်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကွာပုံလေးရစားကွာဒီလားဟိုပုံလေးရစားနှစ်ယောက်ကအင်ဂျီစင်တူလေးနဲ့ဘောင်းမီစင်တူလေးနဲ့အရန်မိုက်တော့ဒီမှာကြည့်အောင်မျှတရဲဆိုတော့ဆက်ဆံရေးကိုအရန်တွေ့ရတယ်နော်မျှတရဲကြည့်အောင်ဆွဲလိုက်တဲ့ကတ်တွေရတယ်လုံးဝအောင်မှလေစိတ်ချမ်းသာစရာလေးပေါ့နော်နှစ်ယောက်သားမှာစိတ်ချမ်းသာစရာလေးရောက်လာတော့မယ်ဆိုတော့မျိုးလေးကိုတွေ့ရတယ်ပေါ့နော်ကဲမိုက်နေရောသူရောကိုရောစိတ်ချမ်းသာအားရဆိုပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ထားတယ် Aries တဲ့lucky card တဲ့lucky card ကလေဘာလေးနဲ့တူလဲဆိုလို့ရှိရင် mirror လေးနဲ့တူရလို့ခင်မြင်တယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့ mirror လေးနဲ့တူရဆိုမြင်လာတယ်ဆိုတော့ကိုရိုင်းမဲပေါ့နော်ကိုရိုင်းမဲဆိုတဲ့ answer မျိုးကိုရတယ်ကိုရိုင်းက lucky ဖြစ်နေတာဘာမှတိတ်ပြီးတော့တွေးမနေနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြောချင်တာလို့ခေအနေနဲ့ဟောဖြစ်တယ်ပေါ့နော်ဆိုတော့ cancer water sign ဖြစ်နိုင်တယ်လို့ပြောရနော် cancer ရန်တက်ကြွနေတယ်လို့ပဲဒီဗီဒီယိုက water sign နေရမ်းများတယ် water sign နဲ့ fire sign နေရတယ် collective မှာဆိုလို့ရှိရင်လည်း fire sign ဆိုပြီးပြောကြရရှိရပေါ့နော်ဆိုတော့ passion နှစ်ယောက်ထားမှာ passion ရှိရခုနကပြောရ passion လေးရှိရpassion ရှိရအရန်ကိုမှလေ manifest တွေလုပ်တဲ့လိုချင်တယ်ပေါ့နော်လိုချင်တယ်ချစ်ချင်တယ်အဲ့လိုပုံစံမျိုးနဲ့ manifest တွေလုပ်တာအရန်နှစ်ယောက်ကလေအစောပိုင်းနဲ့ကလေးတွေ့ထားဗာလေးလဲဆိုလို့ရှိရင်လေနှစ်ယောက်ကညံကောင်းတယ်ဒီလားညံကောင်းတယ်နှစ်ယောက်ရဲ့ relationship ကိုပေါင်းလို့ရှိလို့ရှိရင်လေအကြံဉာဏ်တွေကိုပေါင်းလို့ရှိလို့ရှိရင်ဥမာပါဒီလားစီးပွားရေးတွေဘာတွေဆိုလို့ရှိရင်နှစ်ယောက်ပေါင်းပြီးတော့လုပ်လို့ရှိရင်အဆင်ပြေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နှစ်ယောက်ကညံကောင်းတယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ထားရပေါ့နော် collective reading မှာလည်းခေထားလေးပြောခဲ့တယ်ထင်တယ်ပေါ့နော်ဆိုတော့ဒီဟာ fine 3လေးတွေနဲ့ collective reading နဲ့သွားပြီးတော့ဟိုဖြစ်တယ်ဆိုတာ chance တဲ့ give a chance လေးပေးလိုက်ပေါ့နော် chance လေးပေးလိုက်တဲ့သူဘယ်လိုပြောရမလဲ chance လေးပေးလိုက်ဆိုတော့သွားပြီးတော့ဖွင့်ပြောလိုက်လို့ပြောရမလားဒါမှမဟုတ်ရှင်ဒီတစ်ဖက်သူတွေကလာပြီးတော့ဖွင့်ပြောလို့ရှိရင်လက်ခံလိုက်လို့ပြောရမလားပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ထားရပေါ့နော်
တယောက်ကအဲ့ဒီဟိုနေ့တော့လည်းပြောထားရပေါ့နော်အဲ့တယောက်ကဟိုဗာလဲအောင်မြင်နေတဲ့လူမှာပညာရေးတွေမှာဆိုလို့ရှိရင်အောင်မြင်နေကျမ်းမ sorry ကျမ်းမရောက်ဖြစ်တယ် sorry အလောက်ကင်မှာအောင်မြင်နေတာရဲ့အဲ့လိုပုံစံမျိုးပေါ့နော်အောင်မြင်နေတဲ့လူလို့သိရတယ်တယောက်ကတော့စောင့်ကြည့်နေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်တယောက်ကတော့စောင့်ကြည့်နေတယ်ကိုယ့်ရဲ့အကြောင်းအရာလေးတွေကိုနိုင်ဘယ်လိုပြောရမလဲခိုးယူနေရပေါ့နော်နိုင်ချွတ်လေးသိရအောင်ခိုးယူနေရဆိုတာမျိုးလေးကိုတွေ့ထားတယ်အိုးဘာမှမလုပ်ရသေးကြည့်အောင် manifest တွေအောက်ဆုံးမှာရှိနေpatient နဲ့သိခံပါတယ်နော် just a few moments good thing come to those who wait နောက်တစ်ခုကဒါကပုံလေးပြလို့မရဘူးပေါ့နော်ဆိုတော့နေ့အောင်ဒါမှ chemistry အရင်ရှိတယ်တခြားတော့ပေါ့နော်တခြားတော့လေးရှိတယ်ဒီလိုမျိုးလေးပေါ့နော်ဆိုတော့အမျိုးလေးတွေ့ထားတယ် chemistry ရန်ရှိနေရဆိုတာမျိုးတွေ့ထားတယ်ဒီမြောက်ကတော့ရန်ကိုမှဟောဖြစ်တယ်ပေါ့နော် challenge make a decision နဲ့ work on inner healing decision လောက်ပါပေါ့နော်ကိုဒါဒီဆုံးဖြတ်ချက်ချပေါ့နော်ပြီးလို့ရှိရင် inner healing လောက်ပါဆိုပြောထားတာမျိုးလေးပေါ့နော် hey communicate စကားတွေပို့ပြောခိုင်းတာမြင်တယ်ပေါ့နော် okay ဆိုတော့တယောက်ကတော့သူတို့စိတ်ကိုသူပြန်ပြီးတော့ဆုံးဖြတ်နေရပေါ့နော်ဆုံးဖြတ်နေရကြည်နေရပေါ့နော်ငါသူ့ကိုတကယ်စိတ်ဝင်စားလားဟုတ်ရလားဆိုပြီးတော့ပေါ့နော်ကြည်နေရဆိုတာမျိုးတွေ့ထားတယ်ကဲတိတ်ပြောချင်ဆိုတော့ okay wedding နဲ့ဆိုတော့တယောက်ကတော့ wedding ထိတွေးထားတာမျိုးတွေရှိတယ်ဆိုတာမျိုးတွေ့တယ်เนาะ positive thinking တွေတွေးပါတယ်เนาะအရင်ကြီးဟွာဖြစ်နေပါနဲ့ဆိုပြီးတွေးထားတယ် soulmate တွေဖြစ်နိုင်တယ် soulmate တွေဖြစ်နိုင်တယ်သူနဲ့ကိုယ်နဲ့ကပေါ့เนาะသူနဲ့ကိုယ်နဲ့က soulmate တွေဖြစ်နိုင်တယ် very soon မကြခင်မှာနှစ်ယောက်ရီးစားတွေဖြစ်တာမျိုးတွေ့နိုင်တယ်ပေါ့เนาะဆိုတော့true love လေးလည်းတွေ့ထားတယ်ကဲဆိုတော့ pine tree လေးတွေကတော့လုံးဝဟိုမှာ energy ကောင်းတယ်ပေါ့နော် pine tree လေးတွေက energy ကောင်းတယ်နှစ်ယောက်က true love လေးလို့လည်းပြောထားရပေါ့နော်ကဲမီးပြတ်သွားပြီကောင်းလိုက်တာOkay ဆိုတော့တူက leadership လေးလည်းကောင်းတယ်ဆိုတာမျိုးတွေ့ထားရပေါ့နော် leader နည်းနည်းတော့အပြိုင်ဆိုင်လေးတော့များနေမယ်တစ်ဖက်သူကလူကြိုက်များတာလေးရှိတယ်ပေါ့နော်လူကြိုက်များတာလေးရှိနေတယ်လူကြိုက်များတာလေးရှိတယ်နောက်ပြီးတော့ intuition ကောင်းတယ် intuition ကောင်းတယ်နှစ်ယောက်တော့ intuition ကောင်းတယ်တော်တယ်ပြီးတော့လေရရောတယ်ပေါ့နော်ကျမပေါ့တော်တော်လေးဝါသွားတော်တော်လေးမှောင်သွားပြီပေါ့နော်ရရောတယ်ဆိုတာကဟိုအလှူဒန်းတွေလောက်ရတာဝါသနာပါတယ်စိတ်ဝင်စားတယ်intuition ကောင်းတယ်နည်းနည်းအပြိုင်ဆိုင်လေးရရှိနိုင်တယ်ကိုရောသူရောကလူကြိုက်များနေတာမျိုးအဲ့လိုပုံစံမျိုးလေးအခြေအနေလေးရှိတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် pine tree လေးတွေကတော့မကြခင်မှာယူစားရဖြစ်ဖို့ရှိပါတယ်လုံးဝမှာ very soon လို့ပြောထားရပေါ့နော်မကြခင်မှာယူစားရဖြစ်ဖို့ရှိတယ်နှစ်ယောက်ကတော်တော်လေးလိုက်ဖက်တယ်ဆိုတာမျိုးတွေ့ထားရပေါ့နော်ဒါပေမဲ့လည်းနှစ်ယောက်သားမှာတော်တော်လေးနားလည်မှုတွေလည်းရှိတယ်ဆိုတာမျိုးတွေ့ထားရပေါ့နော်ဆိုတော့ yes energy ကတော့ကောင်းပါတယ်ပြောစရာမရှိဘူးဒါပေမဲ့positive thinking လို့ပြောထားရပေါ့နော်ကိုက manifest လဲလုပ်နေရဆိုလို့ရှိရင် positive thinking များတွေးပေးပါမဟုတ်လို့ရှိရင်တော့နည်းနည်းဟုတ်manifest တွေကမှားလို့မိတာဘာညာဆိုလို့ရှိရင်လေကိုယ့်စီကိုမြောက်လာတာမျိုးရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့ manifest လေးကောင်းကောင်းလေးလုပ်ပေးပါ positive thinking နဲ့ manifest လုပ်ပေးပေါ့နော်အဲ့ဆိုကောင်းတယ်ပြီးတော့ဒီမှာကလည်းရှေ့ကလူတွေတိုင်းပဲပေါ့နော်ရှေ့မှာလည်းဖွင့်ပြောထားတာဆိုတာမျိုးတွေတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီမှာပေါ့နော်
sorry ဒီမှာဖွင့်ပြောဖို့ပြောထားတယ်ဆိုတာမျိုးလေးကိုတွေ့ရတယ်ပေါ့နော်နှစ်ယောက်ကြားမှာ chemistry အရင်ရှိတယ် chemistry ကောင်းတယ်အဲ့အတွက်ကြောင့်မလို့အဆင်ပြေနိုင်ရှိရပေါ့နော် chemistry လည်းကောင်းတယ်decision ချပြီးတော့ပေါ့နော်ဆုံးဖြတ်ချက်ချပြီးတော့ကိုအနေနဲ့လှုပ်တင်လှုပ်ထိုက်တာပေါ့နော်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပါဒီမှာကတော့ sign အနေနဲ့ဆိုလို့ရှိရင် water sign fire sign ခုနကဘာတွေ့ထားသေးလဲ water sign fire sign နေပေါ့နော်ပြီးတော့ earth sign နေဖြစ်နိုင်တယ်ဆိုတာမျိုးတွေ့ထားတယ် maybe sign ကတော့ဟိုမဖြစ်ဘူးအရေးမကြီးဘူးဒါပေမဲ့ဒီမှာတွေ့ထားတာတော့ water sign များတယ်ပေါ့နော် water sign များတယ်ဟိုfire sign များတယ်ပေါ့နော်ဒီ reading นี่တခြားမှာတော့ fire sign နဲ့ water sign တွေပဲကြီးစိုးထားတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့အားလုံးပဲဘိုက်မှာဒီနေ့မှာပေါ့နော်ကြာသပတေးနေ့ဖြစ်တဲ့ကြောင့်မို့ KC မှာ free reading ရပါတယ်အဲ့ဒါကြောင့်မို့လာမေးကြပါဘိုက်ပါခုကတော့